ခမရတို့ရှမ်းပြည်မှာတော့ကျွန်တော်တော့စားနေပြီဗျာဒီနေ့လူငယ်တွေမသိတော့တဲ့အပြင်လဲတစ်ပြင်အကြောင်းကိုပြောပြမယ်နော်ပင်လဲတော့အဲ့မှာတွေ့ရပြီအဲ့ဒီမှာတွေ့ရပြီဒီအပြင်လေးပဲဗျဒီအပြင်လေးပဲဗျဒါနာကလို့သူကခုတ်လိုက်လို့ခေါ်တယ်ခုတ်လိုက်ခုတ်လီနော်အမေစကားနဲ့ကြတော့ခပ်လိုက်ဆိုတော့ဘာကြောင့်နန်းဆန်တယ်လဲဆိုဒီအပြင်လေးကိုကျွန်တော်တို့တောင်ပေါ်မှာလဲကျွန်တော်တို့အဖိုးအဖွားတွေကဟိုတုန်းကတောင်ဟာသွားလို့တဲ့အခါမှာကလေးတွေကိုအိမ်မှာခြံခဲ့တယ်လေနောက်အခုကလေးငယ်တွေ9နှစ်10နှစ်ငိုတဲ့အရွယ်လေးတွေလေအဲ့ဒါငိုတဲ့အရွယ်လေးတွေမိဘတွေကအိမ်မှာထားခဲ့ချင်တယ်ဆိုရင်မုတ်ဝေလာခဲ့မယ်လို့ပြောတယ်မဟုတ်လားကျွန်တော်တို့အဲ့တုန်းကကျွန်တော်နာဂဒေတာမှာမုတ်ဆိုတာတော့မရှိဘူးပေါ့နော်တောင်ရတနေကုန်သွားရတာပေါ့နော်ကလေးတွေကိုအိမ်မှာထားပြီးတော့တောင်ရတနေကုန်သွားတယ်ပြီးရင်တို့တွေကကလေးတွေကငိုယိုတဲ့အခါကျတော့မေမေပြန်ကြရင်တဲ့ခုပ်လီဟွာယူလာခဲ့မယ်ခုပ်လီယူလာခဲ့မယ်ဆိုခပ်လိုက်တောင်းပေါ့အမေစကားနဲ့ပြောမယ်ဆိုခပ်လိုက်တောင်းမီဟောဝန်ကင်းရဆေလာဆိုတာပေါ့သမီးရဲ့တားရဲ့မေမေပြန်လာရင်ခပ်လိုက်တောင်းယူလာခဲ့မယ်နော်ဆိုတော့တရားဆိုတော့ဒီဟာကတရားဟိုးအပေါ်မှာတော့တော်ကြစီပီကဖမ်းမှာဆိုလို့လေနော်အပေါ်မှာတော့ဒီအနုတွေရှိတယ်ဒီမှာတော့နည်းနည်းရင်းနေပြီဒါဟိုတနေ့ကကျွန်တော်ခိုးစားလိုက်တဲ့ဟာ6သွားသူအပြင်ချေရင်မှာပဲဒီပါဒီရွက်လေးတွေဒီပါနုလေးကျွန်တော်ခိုးလိုက်တယ်နော်အဲ့ဒါကိုဒီလိုခွာအဲ့ဒါတောရီတောင်းနေမှာတွေ့ရင်ကားတဲ့နေရာရောက်သွားရင်နောက်ပြီးတော့ပြန်ခီးမှာကလေးတွေကိုရအောင်ယူပေးသွားပါလို့နော်ဒီလိုလဲခွာဒီပါအထဲမှာအနှုသားတွေရောက်လာပြီဒီလိုလဲခွာပြီးတော့ဒီဟာလေးကိုသွားရေတတ်ပဲတောတွေတောင်းတွေပါသူကဒီမိုးတွင်းလောက်ပါပဲသူကထွက်တာများတယ်နောက်တစ်ပင်ခုတ်လိုက်ပြီဆိုတော့12လအတီပေါက်တယ်သူကအနုလေးတွေလေသူ့တဘာဝအတိုင်းကတော့မိုးတွင်းလောက်ပဲဒါလေးတွေကိုကောင်းလိုက်ရောကောင်းဖေနဲ့မေမေရေငယ်တော့ငါတို့ငယ်တော့လေငါတို့ငွေတောင်ကသွားရင်ခုပ်လီတောင်းယူလာမယ်ခုပ်လီယူလာမယ်လို့ပြောခဲ့တာခုဖေနဲ့မေမေရေဒီမှာတာကြီးစားနေပြီဒီမှာကောင်းရမစားရတဲ့နေ90လောက်ရှိပြီအခုမှတွေ့ရတယ်ရှမ်းကူမမရေဒါမျိုးတွေ့နေမလို့နည်းနည်းချင်းတော့နည်းနည်းအမာသားလဲခန္ဓာရှိတယ်ဒီလိုအမာသားလဲနှစ်ထပ်ပေါ့နော်ဒါနောက်ပိုင်းကျရင်ရင်းလိုက်ဒီကတစ်သားဖြစ်သွားမှာပေါ့ဒီဟာရင်းလိုက်ဒီဟာကနောက်ပိုင်းကျရင်တစ်သားဖြစ်သွားမှာဒါကြောင့်အားတို့အခုဖောက်ခဲ့မှာဒီပင်ထဲကနန်းဆန်ခဲ့တယ်လို့ကလေးငယ်တွေကိုချုပ်ခဲ့တဲ့အပင်လေးနေ90ကြာမှဖေနဲ့မေရေသားလေးသားကြီးစားနေရတယ်လို့ဒီဟာစားချင် तू ကအယူချင်းစီကောင်းတယ်အမောပန်းလည်းကောင်းတယ် तू ကတခွားသေးစားတယ်လို့ပဲရေတတ်ပဲအရတက်လေးကတမျိုးတည်းပဲကောင်းတယ်အခွန်လိုက်လည်းပါစားလို့ရတယ်အခွန်ကအဖန်တတ်ဒီအခွန်ကအဖန်တတ်နော်ကောင်းလိုက်တော့ကွာရှမ်းကူမမတို့တီးလာမသိဘူးခင်ဗျားတို့ရှမ်းပြည်မှာတော့ကျွန်တော်တော့စားနေပြီဗျာဒီမှာတော့ငါအစိမ်းကိုဈေးတွေကဝယ်နှုံစင်ရောတမပြီးတော့ဒီအရွက်ကိုကျိတ်ငါနဲ့ရောကျိတ်ပြီးတော့ငရုတ်တီးကချောင်းမုတ်ကိုမီးဖုတ်မီးကဲပြီးတော့အဲ့ဒါနဲ့ငရုတ်တီးက6တောက်ကိုမီးဖုတ်စားလိုက်အဲ့ဒါရေကိုရောတမညစ်ပြီးတော့အဝတ်ဆုံးနဲ့ညစ်ပြီးတော့အဲ့ရေကိုတိန်တစ်ခွက်တိန်ထဲမှာတယောက်တစ်ခွက်တောက်ရင်မိသားစုကြားမရလဲကောင်းတယ်ကောင်းတယ်နည်းနုတော့ဒီဟာတော့အဖန်တတ်ဖြစ်လာပြီအခုလိုက်ပါစားမယ်နော်အခုလိုက်ပါစားတော့နည်းအဖန်တတ်ရှိတယ်ဒါပဲလူကကြားမရတာဖြစ်တယ်တဲ့ဒီအဖျားလေးတွေကဒီအရင်လေးတွေစားရတော့နည်းနည်းသူကဖန်လာတယ်နော်
ကောင်းမကောင်း